င်္ဂလာပါခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဧပြီလ19ရက်နေ့ညခင်းပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင်သတင်းတူးများကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတာကတော့ဒေါ်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းတက်သိပြဖို့တားဖြစ်သူတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်မြန်မာနှစ်စန်းတရက်နေ့မှာအာဏာသိမ်းသမရမင်းအောင်လှိုင်ရဲ့လူငင်းပေးမှုမှာသမရဦးဝင်းမြင့်ပါဝင်ခဲ့ပေမဲ့လည်းနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်ပြီးသတင်းအမျိုးမျိုးထွက်ပေါ်ခဲ့ကထူးခြားမှုတစုံတရာမရှိတဲ့ပြင်မိသားစုတန်ကိုလည်းဆက်သွယ်အကြောင်းကြားခြင်းမရှိတဲ့အတွက်သက်ရှိတင်ရှားဘေးကင်းစွာရှိနေတာကိုတက်သိပြပေးဖို့တားဖြစ်သူ Kim Aris ကိုထင်လင်းကထုတ်ပြန်တောင်းဆိုပါတယ်ကိုထင်လင်းကတာတအူးအနေနဲ့ရိုးရှင်းတဲ့အရာတစ်ခုကိုပဲတောင်းဆိုပါတယ်မိမိအသက်ရှင်နေသေးတယ်ဆိုရင်သက်ရှိထင်ရှားရှိကြောင်းအထောက်ထားပြပါလို့ပြောဆိုထားပါတယ်၎င်းကဆက်လက်ပြီးမြည်သည့်လွန်ငိမ့်ချမ်းသာကွင်းကိုမဆိုကြိုးဆိုပေးမယ်လေအရေးပါတဲ့ရွေးကောက်ခံခေါင်းဆောင်များနဲ့ထောင်ပေါင်းများစွာသောနိုင်ငံရေးအကျဉ်းသားတွေကိုဆက်လက်ဖမ်းဆီးထားပြီးလူနည်းစုကိုသာလွတ်ပေးခြင်းမှာအတိတ်ပဲရှိတဲ့တိုးတက်မှုမဟုတ်ကြောင်းနဲ့ယင်းမှာစစ်အုပ်စုရဲ့မဟာဗျူဟာမြောက်လှုပ်ဆောင်ချက်တစ်ခုသာဖြစ်ကြောင်းထောက်ပြထားပါတယ်စစ်တပ်ရဲ့အဲ့ဒီလှုပ်ဆောင်ချက်တွေကြောင့်မြန်မာနိုင်ငံရဲ့လက်တွေ့ချင်းရာပြောင်းလဲသွားခြင်းမရှိဘဲနိုင်ငံရေးအကျဉ်းသားအများအပြားတန်တိုင်နောက်မှာရှိနေစေဖြစ်တယ်လို့အရက်သားတွေကလည်းဆက်လက်ဒုက္ခရောက်နေရစေဖြစ်ကြောင်းလည်းဆိုထားပါတယ်ကမ္ဘာခေါင်းဆောင်များအနေနဲ့ဒီလောက်ရက်တွေကိုတိုးတက်မှုအဖြစ်အထင်မမှားသည့်ကြောင်းနဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲထိတွေ့ဆက်ဆံခြင်းဟာလက်ရှိဖိနှိပ်မှုတွေကိုတရားဝင်ဖြစ်စေဖို့ဖိအားပေးတဲ့ကဲ့သို့ဖြစ်နိုင်ကြောင်းလည်းကိုထိန်လင်းကသတိပေးထားပါတယ်။ဧပြီလ18ရက်နေ့လွန်ငင်းမှာပြစ်ဒဏ်ရဲ့6ပုံတပုံကိုသာရှော့ပေါ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီကဆွဆွဲထောင်ချထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့လက်ကျန်ထောင်ဒဏ်28နှစ်အနက်4နှစ်နဲ့6လခန့်ရောနေသွားနိုင်တဲ့ဆိုတဲ့ခံမှန်းချက်မှလွဲပြီးကြန့်ရှိနေတဲ့သတင်းချက်လက်တွေကိုတော့မသိရှိရသေးပါဘူး။မိခင်ဖြစ်သူနဲ့ပတ်သက်ပြီးသတင်းအစားအနာမရရှိဘဲအဆက်အသွယ်ပြတ်တောက်နေသည်မှာကြာမြင့်နေပြီဖြစ်တဲ့အတွက်မိခင်ဖြစ်သူကွယ်လွန်သွားခြင်းမျိုးဖြစ်နိုင်သည့်အထိစိုးရိမ်ပူပန်နေရကြောင်းကိုထင်လင်းကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအတွင်းကထုတ်ဖော်ပြောကြားခဲ့ပူပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့ကြားဖြတ်ဆက်ဆက်အဖမ်းခံရသူ80နီးပါးကိုလွန်ငင်းပေးမှုကျေးဇူးတင်ကြောင်းဖိလစ်ပိုင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာကကြားဖြတ်စန္ဒာတွေကနေဖမ်းဆီးခံရပြီးတဲ့နောက်မြန်မာနိုင်ငံတဲကိုတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခံထားရသူဖိလစ်ပိုင်နိုင်ငံသား80နီးပါးကိုမြန်မာနှစ်တကူလွန်ငင်းမှာထည့်သွင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့ကြောင်းအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံကဆိုပါတယ်။လက်ရှိမှာသမရယာတူရယူထားတဲ့မင်းအောင်လှိုင်ကဧပြီလ18ရက်နေ့တုန်းကအကျဉ်းသားအချုပ်သားထောင်ချီကိုလွန်ငင်းပေးခဲ့ရမှာနိုင်ငံသား180နီးပါးပါဝင်ခဲ့ပါတယ်။လွန်ငင်းထဲမှာပါတဲ့နိုင်ငံသားတွေဟာဘယ်နိုင်ငံသားတွေဖြစ်တဲ့ဆိုတာကိုနေပြည်တော်ဘက်ကတိတိကျကျသတင်းမထုတ်ပေးမဲ့အဲ့ဒီအထက်က88ဦးဟာဖိလစ်ပိုင်နိုင်ငံသားတွေလို့ဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကဧပြီလ18ရက်နေ့မှာစာထုတ်ပါတယ်။လူသားချင်းစာနာမှုအရဖိလစ်ပိုင်နိုင်ငံသားတွေကိုအခုလိုလွန်ငင်းပေးတာကျူးဆိုတယ်လို့လည်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။လွန်ငင်းမှာပါလာသူ88ဦးဟာဖမ်းဆီးခံထားရသူတွေဖြစ်ပြီးကြားဖြန့်အွန်လိုင်းငွေလိမ်စင်တာတွေမှာအလုပ်လုပ်ကိုင်ဖို့လူကုန်ကူးခံခဲ့ရသူတွေဖြစ်တယ်လို့ဖိလစ်ပိုင်ဘက်ကဆိုပါတယ်။လက်ရှိမှာလွန်ငင်းပေးလိုက်တဲ့88ဦးကိုရန်ကုန်မှာရှိတဲ့ဖိလစ်ပိုင်တန်ယုံတာဝန်ရှိသူတွေနဲ့မြန်မာအာဏာပိုင်တွေပူးပေါင်းပြီးနေရပြန်လည်ပို့ဆောင်ရေးဆောင်ရွက်နေတယ်လို့ဖိလစ်ပိုင်နိုင်ငံသားရေးဌာနကပြောပါတယ်။စစ်ကော်မရှင်က2026ခုနှစ်နှစ်စံပိုင်းတုန်းကပေးခဲ့တဲ့လွန်ငင်းမှာနိုင်ငံသားတွေကိုလည်းလွန်ငင်းပေးခဲ့တာရှိပြီးအဲ့ဒီထဲမှာဖိလစ်ပိုင်နိုင်ငံသားတအုပ်ပါဝင်ခဲ့ပါတယ်။နိုင်ငံသားကိုပြန်လွတ်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးလည်းဖြစ်အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Mrs. Maria Teresa Moreno Lazaro ကဇန်နဝါရီလတုန်းကနေပြည်တော်ကိုတွားရောက်ခဲ့တဲ့သူ့ရဲ့ခီးစဉ်တွင်အဲ့ဒီတုန်းကစစ်ကော်မရှင်ခေါင်းဆောင်မင်းအောင်လှိုင်ကိုပြောခဲ့ပူပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးကြတာကတော့ထိုင်းနဲ့မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ကြားဖြတ်ငွေလိမ်ကိုင်းများထံကိုလူ18ဦးကိုရောင်းစားခဲ့တဲ့ဗီယက်နမ်အမျိုးသမီးကိုထောင်ဒဏ်14နှစ်ချမှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့ကြားဖြတ်ငွေလိမ်ကိုင်းများထံကိုလူ18ဦးအားရောင်းစားခဲ့တဲ့ဗီယက်နမ်အမျိုးသမီးကိုဗီယက်နမ်နိုင်ငံတရားရုံးကထောင်ဒဏ်14နှစ်ချမှတ်လိုက်ကြောင်းဗီယက်နမ်မှလာတဲ့သတင်းများအရသိရှိရပါတယ်။ဗီယက်နမ်နိုင်ငံသူ18ဦးကိုထိုင်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့တရုတ်လူမျိုးများဦးစီးတဲ့ကြားဖြတ်ငွေလိမ်ကိုင်း scam compounds များထံကိုရောင်းစားခဲ့တဲ့ဗီယက်နမ်အမျိုးသမီးတဦးကိုထောင်ဒဏ်14နှစ်ချမှတ်လိုက်ခြင်းဖြစ်ပြီးအဆိုပါရောင်းစားခံရသူတွေဟာနှိပ်စက်ညှဉ်းပန်းခံရမဲ့ဘေးနဲ့တဆင့်ပြန်လည်ရောင်းချခံရမဲ့ချင်းချောက်မှုများအောက်မှာ၎င်းတို့ရဲ့ဗီယက်နမ်လူမျိုးအချင်းချင်းကိုအွန်လိုင်းမှာတဆင့်ငွေလိမ်လေဖို့အတ္တမဈေးခိုင်းခံခဲ့ရခြင်းဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံကာမိုပြည်နယ်ပြည်သူ့တရားရုံးကအသက်26နှစ်အရွယ်လီငေါ့ကွေကိုလူကုန်ကူးမှုနဲ့ထောင်ဒဏ်10နှစ်ငွေညှစ်မှုနဲ့ထောင်ဒဏ်4နှစ်စုစုပေါင်း14နှစ်ကိုဧပြီလ16ရက်နေ့မှာချမှတ်ခဲ့ပြီးနင်နာသူတွေကိုဗီယက်နမ်တောင်တန်300နီးပါး American dollar
11,400 ခန့်ရော်ကြေးပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။2022ခုနှစ်နိုဝင်ဘာလမှ2023ခုနှစ်အောက်တိုဘာလအတွင်းလီငေါ့ကွီယာ Queen Lee နဲ့ Cherry လို့အမည်ပေးထားတဲ့ Facebook နဲ့ Zelo အကောင့်များကိုအသုံးပြုကအလုပ်ပေါ့ပေါ့ပါးပါးနဲ့လာစာကောင်းကောင်းရမယ်ဆိုတဲ့ကြော်ညာတွေနဲ့လူစုဆောင်ခဲ့ပါတယ်။သူမရဲ့ကြော်ညာတွေဟာထိုင်းနဲ့မြန်မာနိုင်ငံမှာရှိတဲ့ online ဝန်ဆောင်မှုလုပ်ငန်းနဲ့ electronic ပစ္စည်းတက်ဆင်ရေးလုပ်ငန်းတွေမှာတလကိုလာစာ VNN တောင်12တန်းဒေါ်လာ455ခန့်ရရှိမှာဖြစ်ပြီးခီးစိတ်တွေကိုအလုပ်ရှင်ကကြားခံရမယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီကြော်ညာကိုယုံကြည်ကဆက်သွယ်လာသူများကို passport လျှောက်ထားပုံများတင်ကြားပေးပြီးလေးနဲ့ပို့ဆောင်ခဲ့ပါတယ်။၎င်းတို့ရောက်ရှိသွားချိန်မှာ passport တွေကိုတင်ဆက်ခံရပြီးတရုတ်လူမျိုးများပိုင်တဲ့ကုမ္ပဏီများထံကိုလွှဲပြောင်းပေးရခြင်းခံခဲ့ရပါတယ်။ထိုင်းမြန်မာနယ်စပ်တစ်လျှောက်မှာရှိတဲ့အဆိုပါကြားဖြတ်ငွေလင်ကိုင်းများမှာလူကုန်ကူးခံရတဲ့အလုပ်သမားတွေကမိမိတို့နိုင်ငံမှာရှိတဲ့လူတွေကိုပြစ်မှတ်ထားကယင်းဒီမြုံနှံမှုအတူရောက်များနဲ့အခြေရေးအသုံးချငွေလိမ်လည်မှု romance scams များကိုအတ္တမလောက်ကင်ခဲ့ကြရပါတယ်။အလုပ်သမားများလူမှုကွန်ရက်မှာအကောင့်တူများပြုလုပ်ကဗီယက်နမ်လူမျိုးသစိမ်းများနဲ့မိတ်ဖွဲ့ပြီးနောက်၎င်းတို့ရဲ့ဘဏ်အကောင့်ထဲမှာငွေတွေကိုကုန်စင်သွားစေမဲ့ယင်းဒီမြုံနှံမှု application အတူတွေနဲ့ဈေးဝယ်ယူမှုလိမ်လည်မှုများတက်ကိုဆွဲသွင်းကြရပါတယ်။အလုပ်သမားတို့ကိုတစ်လကိုအနည်းဆုံးဗီယက်နမ်တောင်တန်း80ကျော်ဒေါ်လာ2,600ခန့်လိမ်လည်ပေးဖို့သတ်မှတ်ချက်ကိုတာရှိထားပြီးအဲ့ဒီပမာဏထက်ကျော်လွန်ပါက20%ကိုကော်မရှင်ဖြစ်ရရှိမယ်လို့ဆိုပါတယ်။သတ်မှတ်ချက်မပြည့်မီသူတွေကိုတနေ့ကိုအကျင့်တရားထိုင်ထလုပ်ခိုင်းခြင်းရိုက်နှက်ခြင်းမနက်2နာရီသို့မဟုတ်3နာရီထိအလုပ်လုပ်ခိုင်းခြင်းနဲ့အခြားကိုင်းများထံပြန်လည်ရောင်းချမယ်လို့ချင်းချောက်ချင်းများပြုလုပ်ခဲ့ပါတယ်။အလုပ်လုပ်ဖို့ညင်းဆန်ပါကခီးစရိတ်အစားတောင်းနဲ့တက်ကိုဈေးလို့ဆိုကဒေါင်80တန်းမှ185တန်းထိရော်ကြေးပေးဖို့တောင်းဆိုကြပြီးအဆိုပါအကျွေးပမာဏမှာလည်းနေ့စဉ်နဲ့မျှတိုးပွားနေခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရနင်နာသူ18ဦးအနက်18ဦးမှာအတ္တမအလုတ်စီခိုင်းခံခဲ့ရပြီး၎င်းတို့တဲမှာ2ဦးကိုထိုင်းနိုင်ငံကိုအရင်ပို့ကမြန်မာနိုင်ငံကိုထပ်မံလွှဲပြောင်းခဲ့ခြင်းဖြစ်ပါတယ်။ကျန်တဲ့15ဦးကတော့မြန်မာနိုင်ငံကိုတိုက်ရိုက်ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ပြီးကုမ္ပဏီအမျိုးမျိုးကိုအကြိမ်ကြိမ်ရောင်းစားခံခဲ့ရသူများလည်းပါဝင်ပါတယ်။တချို့မှာတရားဝင်လမ်းကြောင်းများမှတစ်ဆင့်နေရက်ပြန်နိုင်ခဲ့ပေမဲ့လည်းတချို့ကတော့၎င်းတို့ဘာသာထွက်ပြေးလွတ်မြောက်လာခဲ့ကြခြင်းဖြစ်ပါတယ်။18ဦးမြောက်နင်နာသူအမျိုးသမီးတွေကတော့လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ဖို့အတွက်ရောင်းစားခံခဲ့ရခြင်းဖြစ်ပါတယ်။2023ခုနှစ်ဇွန်လဝန်းကျင်မှာကွီယာတူမကိုမြန်မာနိုင်ငံမှာရှိတဲ့ဘာတစ်ခုမှတလကိုဒေါ်လာ900ရမယ်အလုပ်ရမယ်လို့ကြေညာပေးခဲ့ပါတယ်။သူမရောက်ရှိသွားချိန်မှာ passport သိမ်းဆည်းခံရပြီးတင်းကျပ်စွာစောင့်ကြည့်ခံခဲ့ရပါတယ်။သူမရဲ့မိသားစုကကိုရဲ့တောင်းဆိုမှုအရpassport ပြန်လည်ရရှိဖို့နဲ့တခြားနေရာကိုထပ်မံရောင်းစားခြင်းမခံရစေဖို့အတွက်ဒေါင်198တန်းကျော်လွှဲပြောင်းပေးခဲ့ရပြီးနောက်နေရက်ပြန်နိုင်ဖို့အတွက်လည်းငွေကြေးများထပ်မံပေးဆောင်ခဲ့ရပါတယ်။အဆိုပါအမျိုးသမီးဟာ2023ခုနှစ်ဩဂတ်လမှာဗီယက်နမ်နိုင်ငံကိုပြန်လည်ရောက်ရှိခဲ့ပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်က drone တွေနဲ့အသုံးပြုတိုက်ခိုက်လာတာကြောင့်အထူးဂရုစိုက်ကြဖို့ KNDF တတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်က drone တွေတွင်တွင်ကျဲကျဲအသုံးပြုတိုက်ခိုက်လာတာကြောင့်အထူးဂရုစိုက်ကြဖို့ဂရင်းနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကဒီကနေ့ဧပြီလ19ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒေါ်လာရေးတပ်ဖွဲ့တွေစွမိုးထားတဲ့နေမြေတွေကိုစစ်တပ်က2025ခုနှစ်နှစ်စန်းပိုင်းကစတင်ပြီး drone အသုံးပြုတိုက်ခိုက်မှုတွေစတင်လှုပ်ဆောင်လာတာလို့ဆိုပါတယ်။စစ်တပ်ရဲ့ drone တွေကြောင့်ထိခိုက်ဒဏ်ရာရတဲ့ပြည်သူလူထုဥယျာဉ်ကလည်းနေတိုင်းနေပါစက်တိုက်တိုးပွားလာတာကိုတွေ့ရတယ်လို့အသိပေးပါတယ်။ဖေခုံလွိုက်ကောဒီမော့ဆိုဖရူဆိုဘော်လခင်းနဲ့ဘာဆောင်မြို့နယ်မှာရှိတဲ့စစ်တပ်အခြေစိုက်နေရာတွေတပ်ဆွဲတဲ့နေရာတွေနဲ့စစ်ကြောင်းထိုးရလက်တလျှောက်မှာစစ်တပ်က drone တွေကိုတွင်တွင်ကျဲကျဲအသုံးပြုပြီးအရက်သားပြည်သူတွေကိုတိုက်ခိုက်နေတာလို့ KNDF ကဆိုပါတယ်။စစ်တပ်က drone အမျိုးအစား၄မျိုးနဲ့အသုံးပြုတိုက်ခိုက်နေပြီး VTOL Vertical Takeoff and Landing လို့ခေါ်တဲ့လေယာဉ်လိုအတောင်ပံတက်ဆင်ထားတဲ့ drone အမျိုးအစားနဲ့လူနေထူထပ်တဲ့နေရာတွေတော်လိုင်းတပ်ဖွဲ့တီနေရာတွေကိုထောက်လှမ်းဖို့အသုံးပြုနေတာလို့ဖော်ပြပါတယ်။ပြန်တန်းချိန်တနအီကနေ6နာရီဝန်းကျင်ရှိတဲ့ VTOL drone တွေကကင်းထောက်တာတီနေရာရှာဖွေတာတွေကြောင့်လှုပ်ရှားမှုများတာမျိုးမလုပ်သင့်ပဲအရေးရှိတဲ့တစ်ပင်တွေနဲ့လုံခြုံတဲ့နေရာတွေမှာပုံခုနေသင့်တယ်လို့အကြံပြုပါတယ်။ဘန်ကတလက်၄ခုကနေ9ခုထိပါရှိပြီးအလေးချိန်15ကီလိုဂရမ်ထိတင်နိုင်တဲ့ multi-rotor drone အမျိုးအစားနဲ့စစ်တပ်ကအသုံးပြုတိုက်ခိုက်လေးရှိတယ်လို့အသိပေးပါတယ်။အဲဒီ drone ကိုဂျမ်မာ drone ဖြတ်တောက်ဆက်တွေနဲ့ကာကွယ်နိုင်ပေမဲ့တော်လိုင်းတပ်ဖွဲ့တွေမှာဂျမ်မာပိုင်ဆိုင်မှုကနေရာပေါင်းစုံကိုဖျက်ကျက်နိုင်တဲ့အင်အားတွေမရှိတာကြောင့်နေရာဒေသတချို့ကပြည်သူတွေကနေ့စဉ်စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုခံစားနေရစေလို့ဆိုပါတယ်။ multi-rotor drone ကဘုံသီးပစ်ချခြင်းမှာဘုံသီးတလက်တန်ပန်ကာတလက်တန်တွေကိုတေချာကြားရနိုင်ပြီးတလက်တန်ကြားရင်ဘုံကိုကျင်းတွေထဲမှာဒါမှမဟုတ်အကာအကွယ်ရှိတဲ့မြေကျင်းတဲ့အလင်းမြန်ဝစ်ပြီးဘုံကိုကာကွယ်နိုင်တယ်လို့ KNDF ကတိုက်တွန်းပါတယ်။ဝင်းပြောင်တွေတာမန်တစ်အိမ်တွေထဲမှာပုံခိုးဖို့မတင်ပဲ
RC အဆောက်အုံတွေကွန်ကရစ်အမိုးတွေရှိတဲ့နေရာတွေမှာလည်းထိခိုက်မှုကိုသက်သာစေနိုင်တယ်လို့အသိပေးပါတယ်။နောက်ထပ်အမျိုးအစားဖြစ်တဲ့ FPV Kamikaze drone က multi-copter drone လိုပဲတလက်လေးလက်ပါရှိပြီးပိုပြီးအရွယ်စားသိငယ်တဲ့ drone အမျိုးအစားဖြစ်ကကရုတ်ကျင်းတွေဝင်နိုင်ဖို့အသုံးပြုပြီး2 ကီလိုဂရမ်ဝန်းကျင်60မမပုံသီးတစ်လုံးကိုတင်ဆောင်နိုင်ကပြစ်မှတ်ကိုဝင်တိုက်ပေါက်ကွဲစေတယ်လို့ဆိုပါတယ်။အဲဒီ drone တွေကအတန်ကျေလောင်ပြီးအဝေးကပင်ကြားနိုင်ပေမဲ့မောင်နေသူတွေကတိုက်ရိုက်ထိန်းချုပ်တာကြောင့်လုံခြုံပြီးအလွယ်တကူမမြင်နိုင်တဲ့နေရာတွေမှာဘုံကိုပြီးကာကွယ်နိုင်ပါတယ်။စစ်တပ်သုံးနေတဲ့နောက်အမျိုးအစားတစ်ခုဖြစ်တဲ့ fixed wing kamikaze drone တွေကတော့စစ်ရှောင်းစကန်တွေနဲ့စာတင်ကျောင်းတွေစီးရုံစီကန်းတွေကိုတိုက်ခိုက်နေတယ်လို့သိရှိရပါတယ်။အသေးခံ drone ဖြစ်တဲ့အလျောင်း drone နဲ့ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ပြီးပြစ်မှတ်ကိုဝင်တိုက်ဖို့အသုံးပြုက GPS လမ်းညွှန်စနစ်နဲ့တိုက်ခိုက်တဲ့အမျိုးအစားဖြစ်ပါတယ်။ဂျမ်မာမရှိတဲ့နေရာတွေမှာအဲ့ဒီ drone ကိုမြင်ရင်ဘုံခိုခြင်းဒါမှမဟုတ်မြောင်အတွင်းဝင်ပုံနေတာကထိရောက်တဲ့ကာကွယ်မှုမျိုးလို့အသိပေးပါတယ်။ drone လာပြီးဆိုရင်နေရာတစ်ခုထဲမှာရက်နေတာမျိုးမဟုတ်ပဲနည်းနည်းပြေးတဲ့ဟာမျိုးလုပ်တင်တယ်။သူနီးလာမှကိုပြေးမယ်ဆိုရင်ကိုယ့်ကိုမြင်သွားနိုင်ခြေရှိတယ်။လုံခြုံတဲ့နေရာရှိရင်တော့လုံခြုံတဲ့နေရာမှာပုံချဖို့အကြံပေးခြင်းပါတယ်။တကယ်လို့လုံခြုံတဲ့နေရာမရှိဘူးကွင်းပြင်ဖြစ်နေတဲ့ဆိုရင်တော့ဇက်တိုက်ဘုံဒီမချမချင်းကျွန်တော်တို့ပြင်းနေတာကနည်းနည်းလေးပိုပြီးကာကွယ်နိုင်မယ်လို့ထင်တာပေါ့ဒါမှမဟုတ်ဒလက်တန်ကြားပြီးဆိုရင်တော့ဝင်လိုက်တာတော့အကောင်းဆုံးပဲဒရုန်းတန်မဟုတ်ပဲဒလက်တန်ကြားနေရပြီးဆိုရင်တော့မပြေတော့ပဲဝစ်လိုက်တဲ့ဟာမျိုးကတင်ယိုဘေးမှာဝစ်လိုက်တာမျိုးဒါမှမဟုတ်မြောင်းတို့ဘာလို့ရှိရင်ဝစ်လိုက်တာမျိုးကတော့ပိုပြီးလုံခြုံမှုရှိမယ်လို့ယူဆပါတယ်လို့ KNDF UAV မောင်းသူမဲ့လေရင်ဌာနမှုကဆိုပါတယ်ဒါအပြင် drone annual တွေကို short ချဖို့ကစစ်တပ်တက်ဆွဲထားတဲ့နေရာစစ်ကြောင်းထိုးနေတဲ့လမ်းကြောင်းတွေနဲ့အနည်းဆုံး9မိုင်အကွာကိုသွာလာတာနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေမလုပ်ဖို့အသိပေးပါတယ်။ drone နဲ့ဆက်ဆက်ပစ္စည်းတွေပုံသီးတွေကိုမြေပြင်မှာတွေ့ရှိရင်လည်းထိတွေ့ကင်တွေ့တာမလုပ်ပဲတော်လိုင်းရေးတပ်ဖွဲ့တွေထံကိုသတင်းပို့ဖို့ KNDF ကတိုက်တွန်းထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်လည်းနောက်ဆုံးရသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းဘေးရန်ကင်းကွာပြီးဒေါ်လာနေ့တစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ပြည်သူသတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။